အမေနောက်အိမ်အောင်ပြုပြီးတဲ့နောက်ကောင်မလေးကသွေးသားမတော်ဆက်တဲ့အကိုဖြစ်သူကိုချစ်မိသွားတယ်။အသက်18နှစ်ပြည့်မွေးနေ့မှာတက်တီမွေးပြီးဖွင့်ပြောလိုက်တဲ့အခါအကိုကရုတ်တရက်နမ်းလိုက်လို့အံ့ဩသွားခဲ့တယ်။အဲ့ဒီနေ့ကစပြီး9နှစ်လုံးမိဘတွေမသိအောင်ညတိုင်းအခန်းထဲတိတ်တဆိတ်ဝင်လာပြီးမနက်9နာရီမထိုးခင်ပြန်ထွက်သွားလိမ့်ရှိတယ်။သူတို့အချစ်ကအရာအလုံးကိုကြော်လွှားနိုင်မယ်လို့ထင်ခဲ့ပေမဲ့တနေ့မှာတော့ဒီထင်မှားတွေပျက်စီးသွားတယ်။အကိုနဲ့တငယ်ချင်းတွေပြောနေတာကိုမတော်တဆကြားလိုက်ရလို့ပါသူ့အဖေနဲ့လက်ထပ်ပြီးမိသားစုကိုဖြိုခွဲခဲ့တဲ့မိထွေးကောင်မလေးရဲ့အမေကိုကလဲစားချေခြင်းလို့သာဒီအချစ်ကိုလက်ခံခဲ့တာဖြစ်နေတယ်။ချိုးသားတဲ့စကားလုံးတွေကအလိမ်ညာတွေပါပဲအမေကိုမုန်းတဲ့စိတ်ကိုကောင်မလေးကတဆင်လက်စားချနေတာပါဒီအမှန်တရားကအိမ်မက်တွေအားလုံးကိုရိုက်ချိုးပစ်လိုက်တယ်ဒါကြောင့်ဒီအိမ်နဲ့ဒီပတ်သက်မှုကိုဆုံးခွာဖို့ဆုံးဖြတ်လိုက်တယ်နိုင်ငံခြားမှာကြောင်းသွားတတ်မယ်လို့အမေကိုပြောတော့အမေကဝမ်းသာတယ်ပထွေးကတော့တခါမှပုံမလာတဲ့ရီစာစန်းကြီးအကြောင်းထည့်ပြောတယ်တကယ်တော့အဲ့ဒီရီစာကသူ့သားပဲဆိုတာသူတို့မသိကြပါဘူးအကိုကိုမပြောပြဖို့အမေကိုမှားလိုက်တယ်ဒါပေမဲ့အဖေဖြစ်သူရဲ့ဖိအားကြောင့်အကိုကလက်ထပ်ဖို့ရည်ရွယ်ထားတဲ့ကောင်မလေးချောချောတယောက်ကိုအိမ်ခေါ်လာခဲ့တယ်။ထမင်းစပွဲမှာအကိုကကောင်မလေးကိုဟင်းတွေတမင်တက်ခတ်ထည့်ပေးတဲ့ကောင်မလေးရဲ့မျက်ဝန်းထဲကနာကျင်မှုကိုလစ်လူရှုထားတဲ့ရီးစားတစ်ကကြက်ဥတဝက်ကိုအကိုပကံနဲ့ထည့်ပေးပြီးကောင်မလေးကိုအောင်းလိုက်သူအကြည့်နဲ့ကြည့်တယ်။ကောင်မလေးကဘိုက်ဝါပြီးဆိုပြီးထားဖို့လုပ်ပေမဲ့ရီးစားတစ်က3ယောက်အတူတူဈေးဝယ်ထွက်ဖို့ခေါ်တဲ့အပြင်မှာမိုးရွာနေလို့ပထွေးကကောင်မလေးကိုလမ်းကြုံလိုက်ပို့ပေးဖို့သားကိုပြောတယ်။အကိုကမငင်းတာပဲလက်ခံလိုက်တယ်။ကားမောင်းနေတော့ရီးစားတစ်ကသူတို့ရဲ့လှုပ်ဝက်ဆက်ဆံရေးကိုတီးပြီးသားဖြစ်ကြောင်းကောင်မလေးကိုတိုးတိုးလေးတတိပေးတယ်ကောင်မလေးမင်တက်သွားတယ်အကိုကဘသူ့ကိုတကယ်ချစ်လဲဆိုတာတက်တည်ပြဖို့ရီးစားတစ်ကအိမ်ကခွေးနေမကောင်းဘူးဆိုပြီးဖုန်းဝင်လာတယောက်ဟန်ဆောင်ကကားပြန်လက်ခိုင်းတယ်အကိုကကားရက်ပြီးကောင်မလေးကိုတက်စီနဲ့ပြန်ဖို့အေးဆက်စွာပြောလိုက်တယ်နှစ်ပေါင်းများစွာချစ်ခဲ့ရသူကဒီလောက်ထိရက်ဆက်မယ်လို့မထင်ထားခဲ့ဘူးဒါပေမဲ့ရင်ထဲမှာတော့ဒီယူမှုချစ်ကနေလွတ်မြောက်သွားတယ်လို့ခံစားလိုက်ရတဲ့မိုးရီထဲမှာရည်ရွယ်ချက်မဲ့လျှောက်သွားနေမိတယ်အိမ်ရောက်တော့သူတို့ပုံတွေကိုညှက်ပစ်ပြီးပေးထားတဲ့လက်စွပ်ကိုမိဖို့ထဲပစ်ထည့်လိုက်တယ်ဒါဟာမိုက်မဲတဲ့အချစ်ကိုဆွတ်လွတ်လိုက်ပြီးဆိုတဲ့တက်တည်ပါပဲရက်အနေငယ်ကြတော့ခီးဆောင်အိပ်ပြင်ဆင်ပြီးနိုင်ငံခြားသွားဖို့ပြင်နေမသွားခင်ခေါင်းအောက်မှာနှုတ်ဆက်စာထားခဲ့တယ်မိဘတွေကိုနှုတ်ဆက်ပြီးထွက်ခွာသွားတယ်အဲ့ဒီအချိန်မှာပဲအကိုဖြစ်သူပြန်ရောက်လာပြီးလိုက်ရှာပေမဲ့မတွေ့တော့ပါဘူးနှုတ်ဆက်စာကိုတွေ့လိုက်ရတဲ့အချိန်မှာတော့သူ့ရဲ့ရက်စက်မှုတွေကြောင့်သူ့ကိုအချစ်ဆုံးမိန်းကလေးကိုလက်လွတ်ဆုံးရှာသုံးလိုက်ရပြီဆိုတာနားလည်သွားပါတော့တယ်